trong mỹ số đây vào cái liều của tôi ạ mình là lên là lên làm dạng tôi ạ ta đâu tụi mi đâu có biết chừng mà ngáp hoa rồi tôi bảo bị quạ, dùng miêu bảo bị quạ, phải mà làm chết đầu bảo quạ, ló cả giờ phải lâu có mà lâu con phải lâu chỗ ra là ga phải quạ, ló cả gì của xây nào đấy, lưu gì của xây nào, bảo hoa của xây nào, toa ra mà qua, là cái gì, giờ phải lên, xoay, thay quạ, tạo, cái lối chạy mà miêu bị mẹ còn này lại miêu gì, chết được lưu này, tôi ông lâu mẹ còn này. Sinh ra mình tạo đây ông tạo bảo hoa bia ông tạo đấu khai ya ông tạo lưu bia sông ông tạo ấy lưu thấy về đi bà bé miêu bê bà linh mẹ miêu bê ra đâu mà lưu bà qua còn mấy nhà bị đó lao bị rồi đá đấy còn gì nữa mà nề dám bà bê dám bà tê dám mà gì ta lâu đâu ấy lưu bị rồi bảo hoa làm miêu sông bê ta rồi mi rồi chút tiền ta rồi phải đó mà mình nuôi bảo xong mà bên lo cái này ngã sinh con này bị là yêu cha con ngã bảo con rồi đi sau sẽ hiện lâu mà bảo là vì sẽ ra lại cùng nhau mà cô á cha để chết đến sẽ ông phim mà anh nhà cho lâu này là quậy trong xe ô đầu lâu này đi để quậy ấy đi cho cái lê của chết mẹ quậy cho đi vào ra đi của chết mẹ quậy ngã cho mẹ phim cái lê đi chết mẹ quậy mà công trong lâu mẹ quậy toa bị trong cái lê người lại đột đa vào mồm mà phê phòa đi lại đập bóng lại lấp mà mình nhẹ xây át đêm bị trong cái lê gì toa như này lấp mà mình nó gì đấy mà chỉ còn là lâu loan đã cho nó chết mình cái lê loan lại trong cái lê toa trong này mình đó xe lê đi học xe mà lê đi học xe cho nó đi trong lê làm việc khăn này lúc giàu là đã ba ô vấn ta lại ta xe mà lê đi học cả tuần vấn ta lại ta chúng taรู้mà trong lê làm trong ông làm gì cũng xe mù la làm trong ông cả làm trong đó bị xe mà lê muမရှိတဲ့သင်္ဘောပါxeဘာလို့ဘာကံမှမသိပါဘူးxe xeလာတာအားတက်လိုက်တာxeသူတို့ပြောကြသူတို့ပြောနေကျွန်တော်ရှောက်လာတာအဝေးကြီးညောင်းနေဗျာထိုင်နေတဲ့စကားလေးပါလေးထိုင်ပြောရင်ကောင်းမှာသူတို့လည်းမတ်တက်ပဲပြောထိုင်ကုန်လိုက်ကြည့်တဲ့ကြောင်းလုံးတစ်လုံးမှလည်းမတွေ့ဆရာမလေးတယောက်ကအကင်ပါဩအားနာလိုက်တာဆရာကဒီကြောင်းမှာကလထိုင်ပေးဖို့တစ်လုံးမှမရှိဘူးရှင့်ဩဆရာမတို့ကဘယ်မှာထိုင်တို့ကျမတို့မထိုင်ပါဘူးရှင့်အဲတနေ့လုံးကြတော့ညောင်းရင်ဘယ်လိုလုပ်မတော့ညောင်းတော့ဒီကလေးတွေစာရေးကုန်မတက်ထိုင်ပါတယ်ရှင့်ဖက်စောက်ဒီကကြညာတွန်းပဲဆရာထိုင်ကျောင်းဆရာကျောင်းမှာကျောင်းဆရာဒီမြေကြီးကျောင်းကျောင်းမှာတပည့်တို့စာရေးကုန်မတက်မထိုင်ရလို့ကျွန်တော်သိထားတယ်ဟောမထိုင်တော့ပါဘူးကဲလို့ဆိုရင်တော့ဒီကျောင်းမှာကျွန်တော်ကတာဝန်ခံဖြစ်သွားပြီကျောင်းမှန်ပစ္စည်းစရင်ကောက်ရအောင်ဘာပစ္စည်းတွေရှိတော့ပြောပါဆရာလေးကပြောတယ်ဘာပစ္စည်းမှမရှိပါဘူးအေးလေဒါဆိုတော့လည်းစရင်ရှင်းတာပေါ့စရင်မရှုပ်တော့လမ်းကြည့်တော့ဟိုနားမှာဘီယိုပူလေးရှိတယ်မွဲ66အဲ့ဒီဘီယိုလေးအဲ့ဒါလေးတော့ရှိပါတယ်အဲ့ဒီမှာဘာရှိဘာမှမရှိပါဘူးကျွန်တော်သွားကြည့်တယ်ဖွင့်ကြည့်ရှိတယ်မြေပြူဖို့အခွန်တစ်ခုရှိတယ်အဲ့ဒီမြေပြူဖို့ခွန်ထဲမှာအိမ်မြောင်ဥလောက်ရှိတယ်မြေပြူခဲလေး၄လုံးရှိတယ်ကျွန်တော်သိတာမြေပြူခဲအချောင်းအဲ့ဒီကျောင်းမှာအလုံးဒါလေးတွေကဘာလို့ပို့ထားတာတော့ဆံမလေးတယောက်ကဖြေတယ်မရေးမဖြစ်ရေးဖို့လို့ရင်ရေးအောင်သိမ်းထားတာအဲ့ဒီကြောင့်ဘလောက်ချမ်းသာအဖြစ်ဒက်စတာရှိလားရေးမှမရေးပဲနဲ့ဖြတ်เสียမလိုပါဘူးဟောသူကလည်းသူတော့ရှင်းလို့ကျောင်းပဲချိန်တက်တော့ကျမတို့မန်းလေးရလာတာရောက်တဲ့ချိန်တက်တာပါပဲကျောင်းပဲချိန်ဆင်းလို့ညနေပြန်ညနေချိန်ဆင်းလိုက်တာပါပဲဟောဒါတော့အဲ့လိုမလုပ်ပါနဲ့နှစ်ဖြင့်ငါစ9နိုင်တက်အောင်3နိုင်ဆင်းအောင်ကျွန်တော်စိတ်မကောင်းတာကကလေးတွေလှမ်းကြည့်တော့စက်ဖွဲပြာတွေပေါ်မှာထိုင်နေတယ်ရှေ့ကစာရေးကုန်ကလေးတစ်ပေလောက်မြင့်နေသူတို့ចောင်းစိမ့်နေအကုန်လုံးចောင်းပြာဖြစ်နေပြီ
အင်းကြီးလေးတွေပါတက်ပြာနေပြီခေါင်းပေါ်မှာလည်းပြာလို့ဖွဲနေတယ်ဒါကတော့ကလေးတွေအတွက်မဖြစ်သင့်ပါဘူးကျွန်တော်တပတ်ပြည့်တော့တနင်္ဂနွေနေ့ကလေးတွေကိုမိဘတွေဖိတ်ခိုင်းမိဘတွေလာပါတယ်ကျွန်တော်ပြောပါဒီကြောင့်တော့ရှားထိုင်ကြကလထိုင်တစ်လုံးမှမရှိပါဘူးမရှိချင်နေပါစေအဲ့ဒါကိုကျွန်တော်မပြောလို့ပါကလေးတွေဆက်ဖွဲပြတဲ့မှာနေရကျွန်တော်လိုက်လှူခံတယ်ကျွန်တော်နီးကျွန်တော်နဲ့ကျွန်တော်ဇာတိစင်ငိုင်မျိုးကိုသွားလှူခံတယ်340ရတယ်ရွှေတကြသား200ခက်ကပသိမ်ကြီးเจ้าကိုကျွန်တော်သွားလှူခံတယ်အဲ့ဒီက290ရတယ်လက်သမားနဲ့ပြန်ခေါ်တတ်တာ9500ကုန်ပြီအုတ်ခင်းမယ်ထိုင်ကုန်နဲ့စာရေးကုန်ကလေးတွေအတွက်လှုပ်ချင်ကလထိုင်မလှုပ်ပါမိဘတွေတအုပ်လီ30လှူပါပြောတယ်မိဘတယောက်ကမတ်တထဟုတ်ကဲ့မရှိပါခင်ဗျမလှူနိုင်ဘူးဗျပြတ်သားစားပါ30များရင်9ချက်2ခါခွဲလှူပါနော်9ချက်2ခါလည်းမလှူနိုင်ဘူး3ချက်2ခါ4ချက်1ခါ3ခါခွဲလှူပါအဲ့လူစိတ်ဆိုးသွားတယ်ဒီမှာကျောင်းဆရာခမရတော်နားဝေးတယ်လူပဲကျုပ်ပြောတာလုံးဝမလှူနိုင်ဘူးပြောတာဗျအစိုးရလက်ရန်ကျောင်းဖွင့်တာသူပေးပေါ့ဗျသူတို့ဘာလို့ပေးရဟောကျွန်တော်ဘေးနာဆရာလေးကဝုန်းကနေထားမလို့သူလက်ကလေးဆွဲထားထိုင်မှာဟုတ်ပါတယ်လို့ကျွန်တော်ဒီအစီရင်ခံစာရေးတင်ပြီးပါပြီပို့မှာပါသို့သောတနိုင်ငံလုံးမှာဆိုရဒီလူကျောင်းမျိုးတွေဘယ်လောက်ရှိကျွန်တော်တို့ကျောင်းလည်းပဲတော့အဲ့ဒါဆိုရင်တော့ကလေးတွေကဒီတိုင်းတပတ်တောင်မနေသင့်ဘူးကျောင်းမလို့ပါဗျာအဲ့လိုပြောတော့ဘုရားကတယောက်ကမတ်တထဒီမှာကျောင်းဆရာတွေသူတို့ကဆရာလို့မခေါ်ဘူးဗျဆရာလို့ခေါ်နားတယ်ထင်လို့သူတို့ဆရာမဟုတ်ဘူးလေဒီမှာကျောင်းဆရာစိုက်ကားဆရာညင်လဲဆရာတူတူပဲခင်ဗျားလောက်ရတာလေမတန်ပါဘူးဗျခင်ဗျားသားသမီးတွေတယောက်မှမကျန်ဟိုသွားလူခံလိုက်ဒီသွားလူခံလိုက်အခုလိုမိဘတွေခေါ်ပြောတယ်လည်းမဲ့ရင်ပြောတဲ့ကောင်ပြောသေးလုံမနေနဲ့ဗျဆရာရေးတယ်ကျွန်တော်လူမယ်ဗျ9000လက်ခုပ်တွေဝိုင်းတီးကြတယ်နာမည်လေးမရှိပါဘူးသေးတာဦးသေးတာသူကမထိုင်သေးဘူးမတည့်ရမဟာသဘောခမည်းကျုပ်တဲ့ချမ်းသာခမည်းလည်း9000လူလိုက်ဗျလူတွေလက်ခုပ်တီးတယ်မဟာသဘောဆိုဟိန္ဒူကလာကြီးနိုးစီချက်ယုံပိုင်တယ်နွားတွေမွေးဒိုဒီဝတ်မတ္တထကျွန်တော်သူ့ welcome လုပ်ကြည့်ကလာကြီးကပြောတယ်ဟဲ့အောင်သေးတာမင်းလှူခြင်းမင်းမသာမင်းလှူပေါ့ကွာဘာကိစ္စမင်းကမင်းနဲ့ခွဲတန်းတူတူလာပြည့်မလှူဘူးကွာမင်းပြောလို့ကိုမလှူဘူးငါဘာသာငါစဉ်းစားနေကွာ9000လှူမလှူခုမင်းပြောလို့မလှူတော့ဘူးဟာဒီကလာရရင်ထားဘလို့ကောင်းမလို့နားတာကလာရမထိုင်သေးဘူးမင်းပြောလို့9000မလှူဘူးပြောတာကွာကျောင်းဆရာရေးလိုက်စမ်း1000လက်ခုပ်တွေတီးတယ်ကျွန်တော်ကဈေးစစ်ကျွန်တော်လိုတာ9500ပါနှစ်ယောက်ပေါင်း1000ဆိုရင်ပို့တောင်ပို့ပါသေးတယ်မှာသဘော9000 9000ပဲလှူပါကလိုက်ရစိတ်ဆိုးတယ်ဒီမှာကျောင်းဆရာတွေခမရလောက်ကစင်းရေးဖို့ပဲကျမသာကျုံမွဲတော့နှစ်ပြန်ကဘူးစီခမ်းပြီးရောင်းစားခမရနဲ့မဆိုင်လူတွေလက်ခုပ်တီးပြန်တယ်ကျွန်တော်ရေးသူတို့ကိုအားကြလို့မတ်တထားတဲ့လူတွေအများကြီး3000 2000 1500 300ဘီရိုတစ်လုံးရိုးစင်တစ်စင်အစချတဲ့ဖြင့်လှူတာဗျာလက်ခုပ်တန်ကြီးညံမစဲကျွန်တော်အဆောက်အဦတစ်ခုတောင်ဆောက်ရသေးပြန်လက်သမားတွေအမြန်လုံးကျွန်တော်ကြောင်းကလေးအုတ်ခင်းပြီးပြီဟိုးစာရေးကုန်တွေတန်းနဲ့တန်းထင်ကပါတီရှင်နေနဲ့9တန်း6တန်း5တန်းတန်းနမလေးတွေချိတ်ဟိုးအန်ကြလိုက်တာသို့တော့ဘာပြဿနာတက်ဟိုတုန်းကတော့ကျွန်တော်တပည့်တွေကဇီးတုတ်တွေအမိုက်ခွန်နေတွေ့သမျှပြည့်ဖွဲလေးနဲ့ဖုံးဘာမှမမြင်ခုတော့မိုက်တွေဒင်းချမ်းလို့ဗျာသားတို့သမီးတို့လူတွေလိုက်မြင်မကောင်းဘူးကွာကျွန်တော်ကတပည့်စီးလေးမတ်တက်တပည့်စီးလေးတွေဝယ်တန်းတစ်ချောင်းထောင်ပြီးမိုက်လဲကြကွာလဲမှန်လဲ
ကျွန်တော်နောက်ဆုံးမနေနိုင်3ရက်လောက်နေတော့သူတို့လူဆုံးအောင်9နိုင်လောက်ထအောင်စောက်9နိုင်ထိုးကနီးတော့ကျွန်တော်အကြောင်းစောကြီးရောက်တာပါကျွန်တော်အကြောင်းမှာဒလဝန်လည်းမရှိပါဘူးပြတာလည်းမရှိပါဘူးစရေးလည်းမရှိပါဘူးအကုန်လုံးကျွန်တော်တယောက်တည်းပါကောင်းတယ်အလုပ်တွေကုန်ကျွန်တော်အညောင်လုပ်ရတယ်လုပ်အလုပ်တွေများလေကောင်းလေကောင်းကိုမဖော်နိုင်လေကောင်းမလွမ်းတော့အားရင်လွမ်းလို့မလွမ်းရရင်ပြီးရမြတ်ကြလူကြီးတွေနဲ့ဆွေးနွေးအဲ့ခါနီးမှကျွန်တော်ဖိုးဖွားအိမ်မှာကျွန်တော်အိယာလေးပြန်အိတ်ဒါတော့အိတ်မပြောခင်တအားလွမ်းတယ်တနေ့လုံးပန်းတော့ကြာမလွမ်းလျောက်အိတ်ပြောသွားအဲ့တော့ကျွန်တော်เจ้าကိုစောရောက်မလုပ်ဘူးကျွန်တော်9နိုင်ထိုးကနေဒီကောင်နေစုံပြီးဆုံးမှ9ရန်ငန်းကဒီပြစီကိုယူတယ်9ရန်နဲ့မိုက်တယ်လဲလာလက်ပိုက်ကြည့်နေကြတယ်ပေးပေးဆရာကျမလဲမယ်ကျွန်တော်လဲမယ်တောင်းဝိုင်းကြည့်လဲ9ရန်ကမိုက်တယ်ကုန်လဲပြီးတော့6တန်းကောင်နေလာဆောက်ဆရာကျွန်တော်တို့ခန်းလာမယ်သိပါတယ်ခုလာပါ9တန်းလဲပြီးကျွန်တော်6တန်းကိုလဲလက်ပိုက်ကြည့်ကောင်းတယ်ကြည့်ကောင်း6တန်းပြီးကနေတော့9တန်းကောင်နေလာပြီဆရာ9တန်းအေးပါသိပါတယ်9တန်းလဲနောက်တစ်နေ့လဲကျွန်တော်အဲ့လိုပဲလဲဒီကောင်နေလိုက်ကြည့်ကျွန်တော်တပည့်လေးတွေဘယ်လောက်ညာချစ်ဖို့ကောင်းတယ်လေ3ရက်မြောက်နေ့မှာတပည့်စီတစ်ချောင်းကိုလူတယောက်တိုင်ထားတာကြစ်ပါအောင်ဆုပ်တာအစောကြီးလာဥထားသူကလည်းမလဲဆရာမလာသေးလို့ဆရာမြင်စေခြင်းနဲ့မြင်စေဆရာမြင်မှလဲကျန်တဲ့ကောင်တွေကဒီဘက်စီလာတော့မရအောင်ပြီကျွန်တော်လည်းရောက်ပြီလှမ်းကြည့်တော့ဒီကောင်လှဲတော့တာကျောင်းဆရာဘယ်တော့လှုပ်ရှုပ်ကလေးတို့ကိုချီးမွမ်းမှုမပြတ်ကွက်ပါနဲ့ဒီနေ့ဒီဘက်ဆရာမလဲရဘူးလားကွာလဲရမင်းလဲမှလားကွာဟုတ်တယ်လိမ်မာလိုက်တာငါတို့ပဲပခုံးကလေးပုတ်တိတ်နှစ်သက်တာပဲသူနှစ်သက်တယ်နော်ချီးမွမ်းတာသဘောကျ6တန်းကကောင်ကလည်းလှမ်းကြည့်လဲနေပြီအဲ့ဒီကောင်သွားပခုံးပုတ်9တန်းကောင်သွားပခုံးပုတ်လဲကြကလေးတွေချီးမွမ်းရင်လိမ်မာတယ်ကလေးမို့လူကြီးတောင်လိမ်ချီးမွမ်းတာကြိုက်တယ်ကျွန်တော်ချီးမွမ်းတာကြိုက်တယ်ဘယ်သူမှကျွန်တော်မချီးမွမ်းတာကြရင်ကျွန်တော်မိမပြောရတယ်ငါလည်းဘယ်သူမှလည်းမချီးမွမ်းကြဘူးမိမဟုတ်ပါရဲ့ငါ့ကိုကြာတော်လိုက်တာနော်ဘာမှမဆိုင်6တိုက်ကြီးပဲအဲ့ဒါကြီးဘာမှမဆိုင်ဘူးဆိုပြီးတော့မြန်သဘောမကျဘူးမထင်ကြတယ်ကျွန်တော်ပြုံးလို့သဘောကျလူချီးမွမ်းတာကြိုက်တယ်အနောက်တော့ကျွန်တော်ကစိတ်ကူးရတယ်ဗျအမိုက်ပုံးလေးတွေဝယ်တန်းတပုံလိုက်ချတပည့်တို့မင်းတို့အမိုက်တွေလဲတယ်ဆိုအမိုက်တွေတွေ့ကြချတာကိုကွာဟောဒီပုံလေးတွေထဲကွာလဲတော့နည်းနည်းပဲကြမှာပေါ့ကွာထဲလဲတော့လဲတယ်အမိုက်တော့တွေ့ရပြည့်ကျွန်တော်ကနောက်တော့ဒီကောင်ကြီးမြင်တဲ့ချိန်အဲ့ဒီမိုက်တွေလက်ကောက်မိုက်ပုံးတွေထဲနေ့တိုင်းကောက်လမ်းကြည့်3ရက်မြောက်နေ့မှာဒီကောင်ကြီးလှုပ်ပြန်ကျွန်တော်အကြောင်းနဲ့ဝင်သွားတာနဲ့အမိုက်တစားကိုလူတယောက်ရက်ဆောက်မကောက်ဘူးကောက်ဒီပြန်ကောင်းတယ်လားမလုံးနဲ့မကောင်းနဲ့သူမှတ်သူမှတ်ပုံတင်ထားတယ်သူမှတ်ကျွန်တော်လာတာမြင်မှလှမ်းကြည့်သေးတယ်ကောက်သွားတယ်ငါတို့ပဲအမိုက်ကောက်နေလားကွာဟုတ်တယ်ဆရာလိမ္မာတယ်ကွာနောက်တော့ကျွန်တော်တပည့်လေးတွေကျွန်တော်မြင်မမြင်အမိုက်ကြီးကောက်ကြပါတယ်ဒီကြောင့်လုံးကိုရှင်းလို့ကျွန်တော်ကြည့်မကြည့်အမိုက်ကြီးလက်ကြပါချစ်ဖို့ကောင်းလိုက်တာချစ်ဖို့ကောင်းလိုက်ရွာလေလန်းကိုကျွန်တော်လျှောက်လာရင်အိမ်တအိမ်ရဲ့လမ်းအော်အိမ်ကဆရာကြီးကျွန်တော်သက်29နှစ်ပါဗျာလို့ထူပါတယ်နောက်တိမ်ရှိရခေါ်ပြန်ပြီဆရာကြီးဗျာအိမ်ကြီးလည်းကတ်နေဗျာဆိုင်လောက်ထူတော့မောသွားဆက်တိမ်ကကောင်ဆရာကြီးမထူနားလိုက်ဦးဆက်နေအိမ်ကဆရာကြီးထူ73အိမ်ငါလည်းကလေးတွေခေါ်နေတာမထူပဲနဲ့သွားနေအာနာကိုကောင်းတာဗျာထူလိုက်14အိမ်15အိမ်ဆက်ထူကြောင်ရောက်သွား
နေ့လေကြတော့ကလေးအမေနှစ်ယောက်ငိုးကြောင်ရောက်လာဆရာကြီးကမျက်နှာလိုက်တဲ့တော့တလန်းလုံးတော့ထူတယ်တော့တို့ကလေးနှစ်ယောက်ခေါ်ရတော့မထူဘူးတော့ဟောဟုတ်တယ်မောလို့နားလိုက်မိတာပါမနေ့ဖြင့်ငါစမနာတော့ပါဘူးနော်ချစ်စရာကောင်းတယ်နော်အဲ့ဒါကလေးတွေကလောကသေးသေးဖွဲဖွဲမဟုတ်ဘူးအကြီးကျယ်ကြီးတယ်ဗျလောကအလှတရားတွေနှစ်သက်ဖို့ကောင်းတယ်ကျွန်တော်တပည့်တွေနဲ့ကျွန်တော်နဲ့ချစ်တယ်ဗျာဟိုညနေကျကျွန်တော်ဘောလုံးကန်တပည့်တွေသင်ပေးကျွန်တော်ဘောလုံးသမားတွေဒုပြုတ်ပြီမဲ့သင်နိုင်တာပေါ့တပည့်မာတွေကဆရာကြီးကမတရားဘူးကောင်းလေးတွေတော့ဘောလုံးကန်သင်ပေးတယ်သမီးတို့လည်းကစားသင်ပေးဟုတ်တာပေါ့ထုတ်စီတို့ကွင်းလေးလို့ထုတ်စီတို့မြို့နယ်တိုင်းတွေမှာကျွန်တော်ကောင်းလေးကြည့်ရတာကျွန်တော်သမီးတွေကြည့်ရတာဒီလိုနဲ့ကလေးတွေအိမ်တိုင်းရောက်ခရီးပေါက်ကျွန်တော်တပည့်တွေရှိတဲ့အိမ်တိုင်းကျွန်တော်ရောက်အောင်သွားတယ်17ရွာရှိမင်းမြို့တက်တဲ့ကြောက်ချောရွာခင်းခုတ်စားဆင်းရဲတဲ့ဆရာကြီးလာတယ်ဟဲ့ပြောကြအမေတယောက်ကငိုဆရာကြီးတပည့်ညာကျော်အိမ်မှာငိုနေတယ်ဆရာကြီးအိမ်ခေါ်ခြင်းနာအိမ်ကမကောင်းလို့အိမ်မဆောက်လို့ငိုနေတယ်ဖေနဲ့မေရန်လုံနေတယ်တော်စလာခုသွားကျွန်တော်တပည့်လေးမငိုရအောင်လို့လိုက်သွားသူ့အိမ်ရှိရောက်တော့ကျွန်တော်ငိုရမယ်ကိန်းပါပဲအိမ်ထဲဝင်မှုလေးပဲထောက်ရတော့မယ်ကံကောင်းတဲ့အိမ်ရှိမှာဆောင်ညမ်းမင်ကလေးဝိုင်းဟိုအရေးကလေးကလည်းကောင်းလိုက်တယ်လေကလေးကအေးလို့ဒီအောက်မှာထိုင်ကြတာပေါ့အိမ်ရှင်ယောက်ျားဝင်းတာသွားတယ်ထွက်ပေါက်ရဟုတ်တာပေါ့ဟာဖြာကလေးယူခင်မဟာမိမဖြာကလေးယူလိုက်ဖြာကလည်းလေးတောင်ဆက်မဟုတ်ပါဘူးဒီဟိုကျွန်းမြေပုံနဲ့တောင်တူပါလေအနားရီစုပ်ပြဲလို့မြင်လေဟာဖြာကောင်းလေးသွားယူစမ်းမှာဟိုဒီဖြာလေးကချောတယ်ချက်ကျွန်တော်ထိုင်မယ်မြန်ထိုင်ရအကောင်းကလည်းမရှိပါဘူးရင်နှွေးချမ်းယူကြည့်ပါဆရာကြီးကိုတက်ရောက်ယောက်ျားလောကကောင်းတယ်မြေခရာအိုးကြီးရောက်လက်ဖေးပကံကနှခမ်းပဲ့ကျွေပကံနိပကံကလည်းဟာနှခမ်းကပဲ့လို့ဟိုဈေးတဲ့တော်ဘူးမတို့ရင်သွားပြီးအကောင်းငှားစမ်းမှာသူမိမပြန်ပြောတယ်အဲ့ဒါတော်ဘူးမအိမ်ကငှားလာတာပဲတရွာလုံးမှာဒီတလုံးရှိမလို့ရတယ်ပဲ့လို့စီစမ်းမှာရွှဲဆန်းခဲ့မိမကဆန်းလာ10စီမှာ1စီပဲစီတိမြင်လေဟာရွှဲဆန်းမှာဆိုမှသွားပြန်ဆန်းကြီးအောင်သူမိမပြန်ပြောတယ်အဲ့ဒါပလင်းထဲမှာရှိတယ်အကုန်လောင်းလာတာပဲရပါတယ်ကောင်းပါတယ်ကျွန်တော်စားပါကလေးတွေနဲ့မိဘတွေနဲ့ပြောရင်းနဲ့ဘာသိကြရတော့ကျွန်တော်တပည့်လေးတွေမနေ့4နိုင်ထင်းကားနဲ့ထကြောင်းလာရရှာတယ်ပတ်စကားတွေကမတင်ကျင်ဘူးပတ်စံမရဘူးပတ်စကားတဲ့ဥက္ကဋ္ဌကိုကျွန်တော်ခေါ်ပြောပါတယ်မေတ္တာကရတယ်ဆရာသူကားပိုင်ရှင်တွေခေါ်ပြောစေရနာကောင်းတဲ့ကားပိုင်ရှင်ကနှစ်ပြငါမနေ့ကစပြီးကြောင်းချိန်7နိုင်ကျွန်တော်ကားလို့ကျွန်တော်ဒရိုင်ဘာစပယ်ပြောတာကလေးတွေမညူစဝါစရာဘူးကောင်းစွာတင်ပေးရကျွန်တော်တပည့်လေးတွေကြောင်းရောက်တော့ဈေးဆိုင်တဲမှာတရေအိပ်ရတယ်အဲ့ဒီနေရာစမအိပ်ရအဲ့လိုနည်းနဲ့ဗျာကျွန်တော်တပည့်တွေကိုကျွန်တော်ချက်လိုက်တယ်ငွေကြိုက်သေးတာတွေများလို့ကျွန်တော်ကျမ်းမာရေးမှုနဲ့တိုင်ပင်ပြီးတော့ရှေးဥဒုနာပြုနေသင်ပေးကလေးတွေကိုကျမ်းမာအောင်နေသင်ပေးဒီရွာကသဘောကျတော့ဟိုဘက်ရွာတွေကလာခေါ်အဲ့ဒီရွာတွေပါလိုက်ပြီးလုပ်ပေးတညနေမိဘ10ဦးရောက်လာတယ်သူတို့ကလေးတွေအင်္ဂလိပ်စာညံ့ဆရာအင်္ဂလိပ်စာကျူရှင်သင်ပေးပါတယောက်30ပေးမယ်10ဦးရှိ10ယောက်ငွေ100ရကျွန်တော်လာက185ကျပ်အဲ့ဒီ100နဲ့ပေါင်းရင်285ကျပ်ရွှေ9မူသားလိုချင်တယ်လူပြလောဘရှိပါလေအေးသင်ပေးညနေကျကျွန်တော်တို့အားလုံးတန်တန်နဲ့မှဆုလိုက်မင်းတို့စာအင်္ဂလိပ်စာသင်ပေးမယ်ကျူရှင်ပေါ့ကွာမင်းတို့အင်္ဂလိပ်စာညံ့သင်ရင်တဲ့ကောင်လည်းညှိုးထောင်းအကုန်ထောင်းမသင်ရင်တဲ့ကောင်လည်းတယောက်မှမရှိအဲ့တခုတော့ရှိရနော်ကျူရှင်ကတော့ပေးရမယ်ကွာပြုတ်ကြသွားလက်ညှိုးဆိုတဲ့အတိုင်းပဲတကယ်ညှိုးကြသွားကျွန်တော်လှမ်းကြည့်10ချောင်းကြံ ကိုမျက်မှောင်ကိုအားကြတဲ့လူ
ပတ်စံပေးနိုင်တဲ့ကောင်ကြီးတော်ကြမပေးနိုင်တဲ့ကောင်ကြီးလျှော်ကြမင်းလုံးမှာလားကျွန်တော်မင်းတပည့်တို့ဆရာပြောတဲ့ကျူရှင်ကတနေ့ပေးတဲ့ဆိုတနေ့ပြီးအောင်လုပ်ရမယ်လို့ပြောတာကွာအဲ့ဒီကျူရှင်ကပေးနိုင်ထောင်ကြကွာအကုန်ပြန်ထောင်အားလုံးကိုကျွန်တော်သင်ဟိုကောင်ဆရာကလည်းမပေးတော့ပါမပေးရင်နေကလေးတွေအကုန်လုံးကိုသင်ပေးတညမိဘတွေနဲ့ကျွန်တော်ဆွေးနွေးနေတော့ညညချင်းကလေးတွေက90လောက်ရှိတယ်ဗျဖိုးဖွားအိမ်ကိုလာတယ်ပုံပြောရတယ်နှစ်ပုံလောက်ပြောပြီးမှပြန်တယ်ကျွန်တော်လူပြိုပဲဗျအဲ့တုန်းကဒီရောမှနေတာပဲပြောနေတာပေါ့ပြီးရင်ကျွန်တော်မိဘတွေနဲ့ရွာရေးကျွန်တော်ကြောင်းကိစ္စဆွေးနွေးအဲ့လိုဆွေးနွေးနေတော့ကလေးတယောက်ရေရွှင်းကြီးတဲ့ကြဘုံကလေးတယောက်ရေရွှင်းနဲ့ကြတယ်မိဘတွေကိုကလေးကိုခေါ်ကြဖိုးကြီးရေဖိုးငယ်ရေအေးမြရေထွေးခင်ရေငါကလေးတွေစုံမြက်နင်တို့ကလေးတွေကြည့်အောင်ဟဲ့ရှားကြအောင်ဟဲ့ဘယ်သူမှရေရွှင်းနဲ့မစင်ကိုကလေးကိုရှာကျွန်တော်ကတော့အဲ့လက်ဖက်ဆိုင်နေပြေးရေရွှင်းနဲ့ဆင်းရကလေးတယောက်ရကျိုးတွေနဲ့ကလေးရောကျွန်တော်ဆွဲတင်ညကျမကြီးမှုရောက်လာတော့ရှေးဦးသူနာပြူနဲ့ပြုစုကျမကြီးမှုကလည်းကျွန်တော်နဲ့တော့ခင်ပါတယ်ဒါကြိုးရကြိုးလောက်ကြကလေးမသေးပါဘူးနောက်နေ့ကျအဲ့ဒီမှာမြောက်တက်ကလာပြီးခြံလှုပ်ရှားနေတဲ့တက်ကြကြီးအထွက်ပေါ့တက်ကြကြီးဟောင်းတယောက်ကပြောတဲ့စကားတရွာလုံးပြန့်သွားပါလေကလေးတယောက်ရေရွှင်းနဲ့ကြတယ်ဆိုတော့မိပါလေကိုကလေးကိုရှားလိုက်ကြတယ်ဘယ်သူမှရေရွှင်းနဲ့ဆင်းဖို့မရဘူးကျောင်းဆရာကရေရွှင်းနဲ့ဆင်းရတယ်ဆရာကတော့ဆင်းရမှာပေါ့တရွာလုံးကသူ့ကလေးကြီးကိုအဲ့ဒီစကလုံးလေးလှလိုက်တာကျွန်တော်သဘောကျကိုချီးမွမ်းလို့မဟုတ်ဘူးဆရာဆိုတဲ့ definition ပြတရွာလုံးသူကလေးကြီးအဲ့လိုနဲ့ဗျာကျွန်တော်ကလေးတွေကိုချစ်တယ်ကျေးဇူးတင်တယ်ဘာကြောင့်လဲသူတို့ကြောင့်မို့လို့ကျွန်တော်ချစ်သူလွမ်းရတဲ့ဝေဒနာသက်တာတွေသက်တာအများကြီးပါဗျာပြောရင်ကျွန်တော်ချိန်ငှဲ့ပြီးထုတ်လိုက်ပါတော့မယ်နောက်တော့ဆံမလေးနှစ်ယောက်ကခွင့်ယူနှစ်ပြန်မလာဘူးခွင့်စာလေးတင်ခဲ့လောက်မနေပါနဲ့ဆရာလည်းကိုချင်းညက်နေတယ်သူတို့ကျွန်တော်ကိုမယုံသေးလို့မချစ်ပါတယ်သို့တော့ခွင့်စာမတင်သွားကြကျွန်တော်ပြောတာတရားကိုလာဆင်းပြကြရှိလို့ပါရှိအောင်လို့ပါဒီကြောင့်မျိုးဘူးမှမစစ်ဘူးနောက်တစ်နေ့ကျမလာဘူးစစ်တယ်ခိုင်ပညာဝင်ရောက်ကျွန်တော်လည်းမသိဘူးအစ်စ်ပြသူကလည်းငကုံငယ်အောင်ဆောင်းလာတယ်လွယ်အိတ်ကိုဝှေ့ပြီးတိုက်ပုံမပါဘူးကျွန်တော်လည်းဆရာဇပွဲမှာသွားထိုင်အဲ့ကျောင်းသားလူချင်းနေကျောင်းအမှန်မဲ့လို့ထိုင်မှာခိုင်ပညာဝင်ကိုထိုင်ခိုင်းရင်ထိုင်နေဆရာမနှစ်ယောက်မရှိတော့အဲ့တန်းနဲ့ဝုန်းတိုင်းကိုကျဲလို့စူပွက်ခုံနေလဲကြအော်ဟစ်ပြေးကြလွှားကြကျွန်တော်ခိုင်ပညာဝင်နဲ့တွေ့တော့မှကိုပဲပြေးလာပြီးတော့ရှာတော့အဲ့ဒါရောက်နောက်တစ်ယောက်ကနှစ်ချောင်းသူကိစ္စနဲ့သူသွားနောက်တစ်နှစ်ယောက်လွတ်တယ်၄ယောက်လွတ်တယ်၈ယောက်အဲ့ဒါနဲ့ခိုင်ပညာဝင်ကပြောတယ်ခဲအကြောင်းကအနည်းခင်ဗျားဒီကြောင်းအကြောင်းအုပ်လာတယ်ကျွန်တော်ကဟုတ်ပါတယ်ပြောညာချင်းလို့မဟုတ်လူတယောက်ကလေးနှစ်ယောက်ခေါ်လာပြီးမှကြောင်းအုပ်မဟုတ်ဘူးလို့ပြောရတယ်ပြန်ခေါ်သွားတယ်ကြောင်းအုပ်မရှိတဲ့ကြောင်းမထားဘူးကွာကြောင်းကလေးလိုချင်လို့ဟုတ်ပါတယ်လို့ပြောတယ်ခင်ဗျားကြောင်းကလည်းဆူလိုက်ဒီနေ့ဆရာမနှစ်ယောက်မလာလို့ပါဆရာမနှစ်ယောက်ကဘာလို့မလာလဲဟာဒီလိုရှာရှည်တာကြောင်းအဲ့အတ္တကိစ္စပြောတာမဟုတ်သူတို့တငယ်ချင်းမင်္ဂလာဆောင်လို့ပေါ့ဗျကျွန်တော်စိတ်မရှိခွန့်တိုင်သွားလာဟာသူနဲ့ပါဆိုင်လို့မတိုင်ပါဘူးဗျာနားလည်မှုဆိုကြောက်ခမည်းကိုရေးယူပြီသူဝုန်းနဲ့မတတ်တာသေးပြီကြောက်ခိုင်ပညာဝင်သက်ဗျကျောင်းနေစီကံမရှိကြလာဆက်ခမည်းကြောင့်တော်တော်ဆိုးတာအဲ့တော့ကျွန်တော်သိပြီတကယ်တော့ကျွန်တော်အကြောင်းမဟုတ်ပါဘူးမရဘူးလေခုနကခမည်းအကြောင်းလို့ပြောပြီအရေးထဲမှာစာချုပ်မိနေပြီကျွန်တော်လူကြီးမင်းကိုကျောင်းအမယ်ကလေးမှတ်လို့ကလေးအမယ်မိဘမှတ်လို့ပါကြောင်းမလို့မဟုတ်ဘူးပြောမိလို့ကလေးပြန်ခေါ်သွားတယ်ကျွန်တော်ကျောင်းသားလူချင်လို့ပါအဲ့လိုပြောတော့သူနည်းနည်းသနာသွားတယ်အေးခင်ဗျားလို့ရတာလည်းမလွယ်ပါလားဒါပေမဲ့အဲ့ဆရာမနှစ်ယောက်တော့ကျွန်တော်ထုချေလွာတောင်းခဲ့မယ်ဗျခင်ဗျားကျွန်တော်ဒီမှာလေရန်ကျောင်းအုပ်လည်းမရှိအလေရန်ပြလေကျွန်တော်တယောက်တည်းမနိုင်မနှင်း
မူလာတန်းပြလည်းမပြည့်စုံအောင်မရှိနှစ်ယောက်မလွဲတာမဆောင်တာပြတ်တယ်နဲ့ဒုက္ခအဲ့ဒီခက်ခဲတွေတင်ပြအေးပါဗျာကျွန်တော်ခွင့်ထူးကြလာတောင်းတယ်မတောင်းမှနေဗျာမတောင်းလို့မရဘူးဗျာခမရနောက်အထုတ်လို့ကောင်းလို့ထူးကြလာရေးရင်တော့ခိုင်မြအောင်မင်းသူတို့ခွင့်လွှတ်လိုက်ပါနော်ကျွန်တော်စိတ်နေလိုက်နေသေးသူပြန်အဲ့ဒါကြောက်ကိစ္စခံနေမဆိုင်ဘူးသူပြန်တင်းသွားတယ်နောက်နေ့ကျဆံမလင်းရောက်ငိုလိုက်ကြတာအဲ့ဒီနောက်ကောင်းသွားပါတယ်သူလည်းခွင့်မတိုင်တော့ပါနောက်တော့လာပြန်ပြီအဲ့တဲ့တယောက်တပည့်မလေးကရှားကြီးအဲ့တဲ့တိုက်ပုံနဲ့ဗာနဲ့ကုန်းလေးတစ်မျိုးမျိုးနဲ့ထွက်ချူထိုင်မှသမီးဒီလိုကျွန်တော်သိတယ်တိုင်းပညာဝင်လည်းမဟုတ်ခိုင်ပညာဝင်လည်းမဟုတ်သိကြတယ်ကြောက်အပ်မယ်မိဘကလေးလိုချင်တယ်ကျွန်တော်ထိုင်မှသမီးကျွန်တော်ကြောက်ဦးနေမှာထိုင်အဲ့လိုကျွန်တော်ပြုံးဘာကိစ္စရှိလဲခင်ဗျဘာကိစ္စမှမရှိပါဘူးပြုံးလို့ပဲကုန်းလေးကတစ်မျိုးမျိုးကျွန်တော်ဘာမှကူညီရမလဲခင်ဗျဘာမှကူညီစရာမလိုပါဘူးပြုံးမြန်ပြီဒီလိုစိတ်မှနှံ့ရလားမသိအဲ့လိုဆိုရင်တော့ကျွန်တော်ကလေးတွေကိုစာသွားတင်မရစေကျွန်တော်မှအလယ်တန်း3တန်းရှိတာတယောက်တည်းနဲ့လူပတ်ချသိနေရအဲ့လူကသင်တာပေါ့ထိုင်ပါဦးဟာနည်းနည်းတော့ရင့်နေထိုင်ပါဦးဆိုကျွန်တော်ထိုင်ကျွန်တော်ဒီเจ้าရဲ့ကျောင်းအုပ်ဆရာကြီးပါဟာကောင်းလိုက်တယ်နော်ဝတ္ထုပြကျောင်းအုပ်ဆရာကြီးပါကျွန်တော်တိုင်းပညာဝင်နဲ့ခိုင်ပညာဝင်ကလွတ်လိုက်တာပါအဲ့ဒီကျောင်းမှာအဲ့ဒီဆရာလေးရှိလေမင်းသွားသူခိုင်းတာတွေအားလုံးမင်းသွားလို့သူအဲ့လိုပြောတာတကယ်ဝတ္ထုမှာဒီလိုပြောလို့မရဘူးလောကမှာတကယ်ဖြစ်ပြပိုဆန်းတယ်ဆိုအဲ့ဒါကျွန်တော်ဝုန်းနဲ့ထိုင်ဆိုင်မဟုတ်ပါဘူးဒီဘက်လာပါခင်မထိုင်ဘူးခင်ဗျာဆက်ထိုင်သူအဲ့လိုပြောဖို့မကောင်းဘူးတိုင်းပညာဝင်နဲ့ခိုင်ပညာဝင်အဲ့လိုမှာဖို့မကောင်းဘူးကျွန်တော်နားလေကျွန်တော်ကမြန်အသုံးမကျတဲ့အကောင်ဆိုရင်ဆရာကြီးကိုမယုံမသိလို့မှာပေါ့ဆရာကြီးကမြန်ခက်ညံ့ညံ့လူဆိုရင်ဒီကောင်ကဘာကောင်လဲငါကသူခိုင်းတာဘာလို့လို့ငါအကြောင်းဒီကောင်ကအလဲတန်းပြတွေ့ကြသေးတာပေါ့ဦးချိုးပြလိုက်ရောက်ချင်းဆောက်နေထွင်းကျွန်တော်တို့နှစ်ယောက်စလုံးစိတ်ဆင်းရဲချစ်စရာပြောစရာဝန်းဝိုင်းလေးဖြစ်တယ်ကျွန်တော်အကြောင်းကလေးပြတ်သွားတော့မယ်ကောင်းလိုက်တဲ့ဆရာကြီးဆရာဒီမှာလာထိုင်မထိုင်ပါဘူးဆရာအဲ့ဒီမှာဆက်ထိုင်ပြီးတော့အခုလှုပ်တဲ့အတိုင်းအကုန်လှုပ်ပါအောင်မြင်နေဗျာကျွန်တော်ဘာလုပ်ရမလဲကူမယ်ဗျာဆရာကြီးအခုလှုပ်တဲ့အတိုင်းကျွန်တော်အကုန်လှုပ်ဆရာကြီးထပ်ခိုင်းတာကျွန်တော်လုပ် management ကျွန်တော်မကျွမ်းကြောင်းအုပ်ချုပ်ရေးကျွန်တော်မှအဲ့ဒီပညာတွေမသင်ခဲ့ချက်ချင်းမကလေးတယောက်လာဝဲဦးသေးတာရှိကိုစာရေးမနှက်ဖြင်ကလက်တန်းပါတဲ့ကျိန်တိုးကလထိုင်တစ်လုံးလှူပါကျွန်တော်ထိုင်းနေတာသက်သားကလထိုင်လက်တန်းမပါဘူးအဲ့ဒါကစက်တဲ့အရာရှိမှထိုင်ရတယ်ဘုရုံးကခုတော့အကုန်ထိုင်နေပါကျွန်တော်တို့ခက်ကကျွန်တော်သက်သားကလထိုင်လေးနဲ့ထိုင်နေတာအခုဘက်ကားကြောင်းလာပြီးကျွန်တော်ဆရာကြီးကိုကျွန်တော်ထိုင်နဲ့ကလထိုင်ပေးထိုင်မခိုင်းနိုင်ဘူးဥသေးတာနောက်တနေ့မနေ့10နှစ်ရောက်ထိုင်မှဆရာကြီးကျွန်တော်တို့နှစ်ယောက်ချက်လိုက်ကြတာတိုင်နိုင်ပင်မင်းလို့တော့ကြောင်းကလေးတိုးတက်လိုက်သူရောက်ပြီး3လကြာကျွန်တော်ပြောင်းရွှေ့မိတ်စာရပါတယ်ပြောင်းရွှေ့မိတ်ကလည်းထူးထူးဆန်းဆန်းသားတို့ကိုပြောချင်တယ်ဆိုတာမင်းဘယ်နှရောက်မင်းလုံနိုင်တယ်အကောင်းဆုံးနေလို့စူးစမ်းလို့စိတ်ကောင်းရှိပါကျွန်တော်အဲ့လိုလုပ်တဲ့ခါကျတော့ကျွန်တော်သင်္นานတစ်ခုရွေးချယ်ခံရတယ်အဲ့ဒီသင်္นานတစ်ခုရန်ကုန်သွားတက်ရတယ်အဲ့ဒီသင်္นานမှာလည်းကျွန်တော်စူးစမ်းတော့စာမှတ်တွေမှာပထမရပရိဟိတအများနဲ့ပတ်သက်တာတွေနဲ့နာခံတော့သင်္นานသား90လုံးကအကြိုက်ဆုံးတယောက်ကိုရွေးပါလို့သင်္นานဆင်းတဲ့ကရွေးတော့ကျွန်တော်နာမည်ရွေးကြဒါမျိုးလူရှားပါတယ်ကွာဆိုအဲ့အကြောင်းမှာဆရာပြန်ခန့်လက်ထောက်ကတိကခန့်နော်တက်ကစုဟာနောက်ကျသွားတယ်ကွာစောစောကခန့်ဘလောက်ကောင်းမလို့အဲ့ဒါနဲ့အဲ့ဒီစာဆရာကြီးကပြောတယ်ဆရာဒီနေ့ညနေမိထားနဲ့ပူရာလိုက်ပို့လက်မှတ်ပါပါတယ်ဆရာတပည့်တွေကိုတော့မပြောပါနဲ့ဦးမြညနေ3 နာရီထိုးကနေမှနှုတ်ဆက်ပွဲလေးလုပ်ပြောင်းရတာပေါ့
ကျွန်တော်တို့နှစ်ယောက်ရုံးခန်းထဲကထွက်တာနဲ့ကျောင်းထောင်သားလေးတယောက်လက်ပိုက်ပြီဆရာကြီးရန်ကုန်ပြောင်းရမယ်ဆိုတာဟုတ်ပါလားခင်ဗျဟောထိတ်တန်းရှုပ်ဝဲဆိုတာအဲ့လောက်မြန်မာတွေပေါက်သွားကျောင်းကြီးကမညာချင်းကြောင့်ဟုတ်တယ်ကွာကလာမင်းတို့ကောင်ခုံနေစီကြပါတီရှင်တွေဖဲကြထိတ်မချထိုင်ရှားတပည့်နှုတ်ဆက်စကားပြောလိုက်ပါဗျာလွမ်းစရာကောင်းမှစိုးလို့လွယ်ပေါ့ပြောတာတပည့်တို့ဝန်ထမ်းဆိုတာပြောင်းရတာထုံးစံမှာကွာဘာမှမဆန်းပါဘူးကျွန်တော်ပေါ့လွယ်ပြောတယ်ဆက်ပြောင်းသွားလို့လွမ်းစရာမရှိပါဘူးကွာဆရာပိုကောင်းတဲ့နေရာကိုပြောင်းမှာမင်းတို့ပြစ်ထားခဲ့မှာဟောဒီဆရာကြီးနဲ့ဆရာမတွေမင်းတို့ဆက်စာသင်ပေးမှာကွာသူတို့ကိုချစ်ကြလေးစားကြဆရာကတော့သွားပြီဆိုတော့မင်းတို့ထားပြစ်ခဲ့နှုတ်ဆက်တယ်ငါတို့ဒါပဲနော်ပေါ့ပြောတာဆရာကြီးကသိကဲမင်းတို့ဆရာနှုတ်ဆက်ပြီးရွယ်တို့ဒီနေ့ကျောင်းပိတ်ပေးလိုက်ပြန်ညာအဲ့ဒီကောင်တွေလှုပ်ငုတ်တုတ်ငိမ့်နေဒါဝတ္ထုရေးဆရာလှုပ်လို့မရဘူးကျောင်းကြီးကဆရာဒီကောင်ကြီးကလည်းပြန်ခိုင်းလို့မရခဏထိုင်ပေးလိုက်ပါဗျာ15မိနစ်လောက်ဒီကောင်ကြီးကြည့်ပါစေကျွန်တော်တော့မကြည့်ချင်ဘူးဗျာနောက်ဖက်ဝင်သွားညထိုင်ပြီးငြိမ်လို့ကောင်မလေးတယောက်စီရှိုက်တန်ထွက်လာဘယ်နာကောင်ရဟဲ့ဆရာကြီးကငိုတာမကြိုက်ပါဘူးလို့ပြောတာမကြောက်ဘူးငိုနဲ့သူတို့မငိုကြလို့မငိုတာမဟုတ်သူတို့ချစ်တယ်ဆရာကြီးအပြစ်မမြင်စေချင်ဘူးအဲ့ဒါမျိုးတွေကျွန်တော်ဘာမှအများကြီးအကြောင်းဘယ်ကလေးအပြစ်ရှိတယ်ရိုက်ရမယ်ပြစ်ဆရာမတွေကရိုက်ပါကျွန်တော်အဲ့ကောင်ခေါ်ပြောရိုက်ရသူကျွန်တော်ချက်တာနောက်တစ်ခါဆရာကြီးအပြစ်မြင်မှမဖြစ်เสียဘူးဆရာကြီးအဲ့လိုဒီကလေးတွေဒီကောင်လောက်တာကျွန်တော်ဟတ်ထီကောင်မလေးလည်းမငိုတော့နောက်ထပ်လူမငိုတော့ပါ15မိနစ်ကြာတော့ဆရာကြီးပြန်လာကဲမင်းတို့15မိနစ်ပြည့်ပြီဘယ်လိုပြန်ညတော့ပြန်ညပိုးတန်မြင့်ပြောလှုပ်ငုတ်တော့ငြိမ်ကြည့်ဆရာဒီကောင်ကြီးကလည်းပြန်ခိုင်းလို့မရဘူးနောက်ဘက်ကဆရာလှုပ်ဖို့ကင်ဘက်သွားကြည့်လိုက်ပါဦးဗျာကျွန်တော်လည်းသူတို့ရှိရထွက်ပြေးခွင့်ရတော့ဝန်တာနောက်ဘက်သွားကျွန်တော်လည်းအဲ့တော့လူအားပေးဆရာလေးတွေကျွန်တော်တို့မနိုင်မနေဖြစ်ပြီးတယ်ကျွန်တော်ဆရာကြီးခေါ်တော့လူအားပေးတွေပါရှိပါတယ်ရွာကျွေးပါတယ်နေ့လည်းစုစားတဲ့ဇပွဲရှည်ကြီးမှာဟိုသူတို့ကတော့ကိုတချမ်းလေးတွေကိုတပိုင်းလေးတွေမှောက်ပြီးတော့တသိမ့်နေတူတွေလုံနေကြကိုလေးတွေလှုပ်ကျွန်တော်ဆရာလေးသူ့ကြောလေးကပိုလှုပ်ပါတယ်ကျွန်တော်ခန့်ထားတဲ့ဒလဝန်ကြီးဟိုးတောက်မှာအုတ်ခင်းပေါ်မှာဖင်ချထိုင်ကျောင်းဘက်ဆေးလေးကြီးကိုတအားကုန်စုပ်ဖွာနေဘလောက်ဖွာလို့မီးတွေထားတောက်မငိုအောင်လို့ကြိုးစားနေမီးတွေတောက်လို့ပါဝါမျက်ရည်တွေကျအဲ့ဒါကိုပစိုးနာလေးနဲ့တုတ်သူ့ကြာကြာကြည့်ရင်ကိုငိုမိနိုင်တယ်ကိုထုတ်တဲ့အမိတ်ကြည့်ချင်ပြန်ထွက်လာပရင်းမောက်တိုင်းမှာသားတယ်မိတွေရွာတွေကပြေးလာကြတယ်ကလေးတွေကရစ်ချခွင်ချီလို့ဈေးဆိုင်တန်းကပေါက်ကြတယ်တပေါက်ကို3ယောက်နှုတ်နေရာယူပြီးတော့အောင်းငိုကြတယ်ကျွန်တော်ကောင်တွေလှဲ့ကြည့်ကောင်းတယ်ငိုပါစေသူတို့ကငါတို့ကိုစားငိုခွင့်ရှိတယ်ငါတို့ကငိုခွင့်မရှိငိုကျွန်တော်တပည့်တွေကြည့်တော့ဒီသူတို့အမေတွေငိုတာကိုသဘောတွေကျချိန်ကညနေ3နာရီထိုးကနေဘာလို့မှလည်းမသိတော့အဲ့လိုတော့မှမော်တော်ကားဘတ်စကားတွေအဲ့ဒီဘတ်စကားတွေရှိတယ်မန္တလေးနဲ့17မိုင်ဝေးတာဝေါကနေကြောင်းရှိဆိုင်ရွာလူကြီးလာတပည့်တို့ဆရာဘူရာပို့ရတော့မင်းတို့ကလည်းပြန်ခိုင်းလို့မရဒါတို့ဒီမင်းတို့ကုန်ကားပေါ်တက်မင်းတို့ကလိုက်ဖို့ကျွန်တော်ကောင်နေဝေါပြည့်တက်မြန်လိုက်တာမြောက်တွေကြတယ်ကားတွေဘယ်သူမှတင်မပေးရဘူး6ဆင်းပြည့်ကားပေါ်ရောက်တယ်နဲ့ဒီကောင်တွေလောက်ပြန်ငြိမ်သားတယ်မေတွေငိုပြီးပြေးပြီးဘာလောက်တာလို့အိမ်ရှိကနေစီးကြုံငိုမယ်အဲ့ဒါနဲ့ကျွန်တော်တို့ကားရန်ကြီးရွာလေလမ်းဖြတ်ငိုပြီးတော့နှုတ်ဆက်ကြပါလေ
လုပ်ဖို့ကိုင်းဘက်ရွာလူကြီးတွေပြေးပြေးတက်ကြကျမကြီးဆေးဘေးကန်းလျှောက်တဲ့ဆေးမှုပြစ်လာတဲ့သူမျက်နှာမှာမျက်ရည်တွေနဲ့ငိုလို့ပါပဲကလေးရင်နှစ်တုန်းကဆဲတဲ့ကာလာသားတွေတူတူတွေဒီကောင်တွေလည်းပြေးလာတဲ့ငိုလို့ပါပဲကာရန်ကြီးရွာကထွက်ငါပြင်ရောက်တော့ဘယ်ကလေးကစိတ်ကူးပေါက်တယ်မသိသူတယောက်တည်းညှိညူတယ်လို့ဆိုပါတယ်ဒီကလေးတွေနဲ့ကျွန်တော်နဲ့အလံတိုင်ကလေးပတ်လည်မှာပန်းညာကလေးစိုက်တုံးကသင်ပေးတဲ့တခြင်းမိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်မိမိတန်းကိုကောင်းအောင်ကြိုးစားမည်မိမိကြောင်းကိုကောင်းအောင်ကြိုးစားမည်မိမိတိုင်းပြည်အတွက်ကောင်းအောင်ကြိုးစားမည်အဲ့ဒါကလေးကိုကျွန်တော်အဓိပ္ပာယ်ရှင်းပြဒီသခြင်းလေးကနေတိုင်းပန်းညာစိုက်ရင်ဆိုကျွန်တော်နဲ့သူတို့နဲ့ဆိုနေကြဒီလေးချက်ပါပဲအဲ့ဒါကိုအဲ့ကလေးတယောက်ကသူ့အတူတယောက်တည်းဆိုသူစိတ်ကူးရလိမ့်မယ်ငါတို့နဲ့ဆရာနဲ့အထိတ်မှလွမ်းနေကွာဆိုကျန်တဲ့အဲ့ဒီကားပါကောင်အဲ့ဒီကောင်လှမ်းကြည့်လိုက်ဆိုရင်နဲ့အဲ့ဒီကားတစ်စင်းလုံးအတန်မြိုင်ညီသွားတယ်ပထမတော့ငန်းကတူတူနှုတ်တော့ကျဲလာကြတယ်ညီကျန်တဲ့ကားတွေကကြားတယ်ဒီကောင်တွေလောက်တာမှန်တယ်ကွာလိုက်ဆိုအောင်ပင်လည်းကံပေါင်ရိုးမန္တလေးပဲနီးသွားအဲ့ဒီမှာကြတော့ကား6ဆင်းရဲ့တခြင်းတန်တပြိုင်တည်းဖတ်ပါလေကျောင်းကြီးကကျွန်တော်လက်ကိုဆုပ်ဆရာမနေနိုင်တော့ငိုလိုက်တော့ဆရာလည်းငိုလိုက်တော့ငိုတာရတာရှိပါတယ်ဗျငိုပါ तू ကငိုနေပါပြီကျွန်တော်မငိုပါဘူးဘာဖြစ်လို့ဆိုကျွန်တော်ကောင်နေမငိုပါဘူးလို့ပြောတာအဲ့ဒီကောင်နေသရှင်းသားဆိုတော့ကျွန်တော်လှမ်းကြည့်ငိုဘူးဝတ္ထုပဲအဲ့ဒါကလေးကိုဗျာကျွန်တော်ဝတ္ထုပြန်ရေးတယ်ပန်းမြိုင်လေမှဥယျာဉ်မှုစာပေဘိုင်းမှာပထမဆုရတယ်နောက်တစ်နှစ်အမျိုးသားစာပေဆုထပ်ရတယ်နောက်အဲ့ဒီစာအုပ်ကခုတစ်ခါမှာအင်္ဂလိပ်လိုဘာသာပြန်တယ် The Garden Among the Flowers အာဆီယံစာပေဆုဆယ်နိုင်ငံစာပေဆုထပ်ရပါတယ်အင်္ဂလန်နိုင်ငံလန်ဒန် University မှာနှစ်ပေါင်း30ကျော်ပါပြီမြန်မာစာယူသူများအတွက်ပြဋ္ဌာန်းစာအုပ်သင်ကြားပါတယ်မဟာဝိဇ္ဇာ6ယောက်ရသွားပါပြီအခုတောင်ကြီးတက္ကသိုလ်ကတယောက်ဒေါက်တာဘွဲ့ဒီစာအုပ်နဲ့กินနေပါပြီကျွန်တော်စီကူညီတောင်းတိုင်းသူတို့မဟာဝိဇ္ဇာဒေါက်တာရဖို့ကူညီပါတယ်ကျွန်တော်ဒီနေ့ထိ BA ပါပဲကျွန်တော်စာအုပ်ကလေးရိုက်လိုက်ရတာချိန်ပေါင်းများစွာအခုနိုင်ငံတော်ကရိုက်ချင်လို့ဆိုပြီးတော့ရုပ်ရှင်သွားရိုက်နေပါပြီကောင်းမကောင်းကျွန်တော်မသိအမမခံဘူးကျွန်တော်ကိုယ်ရိုက်တာမဟုတ်ကျွန်တော်ဝတ္ထုကိုတော့ကျွန်တော်စိတ်တိုင်းကြရေးခဲ့ပြီးပါပြီအဲ့ဒီကနေပြီးတော့ကျွန်တော်ရန်ကုန်ပြောင်းသွားပြီးတော့ပြောရစီဆက်ပြီးတော့စာဖတ်ပါတယ်စာတော့ကောင်းတော့ကိုမျက်မှောင်ကိုအားကြပြီးတော့ကျောင်းဆရာကောင်းဖြစ်ရတယ်အဲ့ဒါကလေးကိုစာအုပ်ပြန်ရေးတော့ဒဏ္ဍကျော်ဥချစ်မောင်ရဲ့သူ့ကိုမိတယ်လို့မပြောချင်ပါပန်းမြိုင်လေဆိုတဲ့စာအုပ်တော့ပေါက်ဖွားလာပါလေကျွန်တော်စာရေးဆက်ဖတ်ပါတယ်ဆက်ပြီးစူးစမ်းပါတယ်တစ်သက်လုံးကိုမြင့်အောင်သားတို့သမီးတို့စာဖတ်ခြင်းဖြင့်မိမိတို့ကိုမိမိတို့မြင့်အောင်မြင့်စိတ်ကောင်းရှိခြင်းလဲပေါင်းဆက်လိုက်စမ်းပါမစ္စာတွေဘလောက်တော်ဘလောက်တက်စိတ်ကောင်းမရှိရင်လောကမှာကောင်းကျိုးမရှိပါကိုယ့်အတွက်တည်းမကပါသူများအတွက်လည်းမကောင်းပါသူများအတွက်မကောင်းမကဘူးမင်းအတွက်လည်းမကောင်းပါစိတ်ကောင်းရှိမှကိုယ့်အတွက်လည်းကောင်းသူများအတွက်လည်းကောင်းဆက်လက်ပြီးတော့နားထောင်ကြပါအမတန်အတိလိမ္မာဉာဏ်ပညာနဲ့ဘဝအောင်မြင်မှုတိုးတက်မှုနီလန်ကောင်းပေါင်းများစွာပေးနိုင်တဲ့နောက်ထပ်နှစ်ယောက်ဟောပါလိမ့်မယ်ကျွန်တော်ကတော့ကျွန်တော်တတ်နိုင်တယ်မြပြောစရာလေးနဲ့လွန်စရာလေးနဲ့ချစ်စရာလေးနဲ့ဘဝကိုယ့်ဘာကိုမြင့်တင်မှုကြိုးစားဖို့စွမ်းကုန်ကြိုးစားဟောပြောပြပါပြီညီကုန်းချုပ်မှာတတိယရာလေးတစ်ခုရှိလို့ပြောပါရစေကျွန်တော်ချက်သူမိန်းကလေးခုဘယ်ရောက်နေတော့ကျွန်တော်နေတဲ့ရန်ကုန်မှာရှိပါတယ်ဘာဖြစ်နေတော့ကျွန်တော်မြီးများရဲ့
အဖွာဖြစ်နေပါပြီ